ကြက်ကန်းတွေထုတ်တိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးဥတော်လည်းပြောခြင်းအဲ့တော့ကြက်ကန်းတွေကိုဘလို့ပြင်ဆင်ပြီးမှထုတ်တိုက်တင်လဲအဲ့တော့ဟိုတလောကဆိုရင်ကြက်ကန်းတစ်ကောင်ထုတ်တိုက်တယ်အိမ်ဟိုရှိကြောလာဆန့်တယ်လာဆန့်ပြီးတော့ဝိုင်းသွားခိုင်းရတယ်တစ်ဖက်ကြက်အကိဆွေးနဲ့တွေ့တော့ကြက်ခဏလေးပြီးသွားတယ်လက်ပန်းလုံးမနေလိုက်အောင်အဲ့တော့အဲ့ကြက်ကန်းကိုနောက်မကြခင်မှာသွားပြန်တိုက်တယ်ပြန်တိုက်တော့ဥတော်နောက်ကလိုက်သွားရေကြက်ကလက်ပန်းမလုံးရတယ်ဒီကောင်တွေကိုပြောရင်လေသူတို့ကဆရာကြီးခင်ဗျားဆရာကြီးလားလို့လုံးမှာအဲ့တော့ကိုအသိပညာနဲ့ပဲနောက်ကလိုက်သွားပြီးတော့ကိုဘက်ကနင်းငံပိတ်လောင်းပိုက်နင်းငံလောင်းချပဲတယ်အဲ့ဒီကဆိုင်ကလိုင်းချင်းဖမ်းလဲမတတ်နိုင်ဘူးလူဖမ်းလဲမတတ်နိုင်ဘူးဒီခန်းကတော့ငါလိုက်မှဖြစ်မယ်ဒီခန်းပတ်စံရမှာသွားတာဘူရင်ဘက်ကလည်းခဏလေးခုတ်ပြတာဟုတ်အဲ့တော့မင်းတို့ကြက်ကန်းတိုက်တယ်ဆိုတာတက်လုံးမှတ်တာကြက်ကန်းဘလို့ပြင်ဆင်ရအောင်ဆိုကြက်တကောင်ကိုကအမတန်တန်ရောစီရှိတယ်ဒီကြက်ကန်းကိုကြက်သမားတွေကထုတ်တိုက်ရှင်တဲ့ဆန္ဒရှိသေးတယ်သူကြက်ကန်းတာမနစ်ကလည်းဒီကြောင်ပြောပြီးကြက်ကန်းတကောင်2လတန်3လတန်အနာကိုရှောက်အောင်ထားရတယ်ဒီဘက်ကကန်းထားတယ်ဒီမှာမောက်တိုင်လေးပဲရှားထားတာနီးနီးလေးအဲ့တော့ကြက်ကန်းတွေတိုက်တော့မယ်ဆိုလို့ရှိရင်2လတန်3လတန်မျက်လုံးအနာအကင်းသေးတော့အောင်ရှောက်အောင်ထားပါပြီးလို့ရှိရင်ဒီကြက်ကန်းတွေကိုရှိကြောမိနစ်20စိတ်ဆန့်ပြီးရတယ်တပြိုင်နဲ့အနာနာမှာရှိတဲ့ကြက်တကောင်နဲ့ဒါမှမဟုတ်5-6တောင်1000အပီးလက်ပန်းလုံးနေပလိုက်ဒီကောင်ကလက်ပန်းမလုံးလို့ရှိရင်ဒီကြက်ကန်းတကောင်ကိုပြန်တိုက်မယ်ဆိုလို့ရှိရင်လက်ပန်းမလုံးလို့ရှိရင်ဘာဖြစ်တယ်အောင်အဲ့လက်ပန်းမလုံးလို့ရှိရင်အဲ့ဒီရေထဲမူးထဲကြလို့ရှိရင်ဒီကြက်ကငေါင်တော်နဲ့လို့မတ်တက်ရက်သွားတယ်မတ်တက်ရက်သွားအဲ့ဒီကလည်းမတ်တက်ရက်သွားတာပဲလောက်ရှင်တာလုံလို့ရဘာဖြစ်လို့ဆိုသူတို့ရဲ့အသားတွေကအကင်းမသေးတာတကြောင်သူကလက်ပန်းလုံးပြီးတော့ဒီကြက်ကွက်ကိုမဆော့ဘူးတာတကြောင်လူတော်မှကွာမင်းအသိရှိတဲ့လူတော်မှမင်းမလောက်တတ်သေးရပဲအသိမရှိတဲ့အကောင်ကိုပူဆိုးတာဗောအဲ့တော့ကြက်ကန်းတွေတိုက်မယ်ဆိုလို့ရှိရင်2လတန်3လတန်1နှစ်တန်ထားပါဟုတ်လားပြန်တိုက်ရှင်သေးရဆိုလို့ရှိရင်ပြီးလို့ရှိရင်လက်ပန်းလုံးတာပြီးဆုံးအောင်နေပြပါပြီးဆုံးအောင်ပတ်စံကြီးရှာပြပါလက်ပန်းမလုံးဟိုလက်ပန်းလည်းမလုံးငယ်ကိုကြက်ကန်းကောင်းနေတဲ့အတွက်နိုင်သွားခဲ့ရင်နောက်တစ်ခါထပ်ရှာလုံးဝဘိုင်စီပြီးဆုံးအောင်နေပြီးသူရေမိုးထဲမှာသူတလုံးကိုလုံးခုတ်ပြီးမယောင်တော့ဘူးလို့မှထွက်တိုက်လို့ရတာဟုတ်လားအဲ့တော့မကြက်ကန်းနေရတကယ်တမ်းကျတော့တိုက်ဖို့မသိဘူးဆိုတော့ဥတော်အကန်တော့22ဝိုင်းစတိုက်ခိုင်မလိုက်တာဟုတ်လားဟုတ်ဟိုအေအိုတယ်ကြာရင်ကြဟိုဘာလို့အင်းကြောက်ကြီးဝိုင်းညမှာရဲ့ဥတော်သားလောက်ရှိတဲ့ကလေးလေးဥတော်ဆော်လွှတ်လိုက်တာအဲ့မှာ23ဝိုင်းမြောက်မှရှုံးတာအဲ့တော့ကြက်ကန်းတစ်ကောင်တိုက်မယ်သူတို့ကတော့ဒါမင်းတို့ဥတော်ခုနပြောတဲ့အတိုင်းပြင်ဆင်ပြီးမှတိုက်ပါလို့ဥတော်နော်အကြံဉာဏ်ပေးလိုက်တယ်အဲ့ဒီကြက်ကန်းတစ်ကောင်တိုက်တယ်ဆိုတော့အရှိကျိုးပေါ့လမ်းချောင်းနေရလို့ပဲဝိုင်းထဲမှာလည်းတလုံးကန်းသွားပြီဆိုရင်ဒါအရှိကျိုးပေါ့လမ်းကြောက်နေရလို့ပဲမတော်ဆနောက်လုံးထိလိုက်ကြက်ပွဲကဘာမှပြင်လို့မရတော့ဘူးနော်အဲ့တော့ကြက်ကန်းတွေကိုတိုက်မယ်ဆိုရင်ဥတော်ဒုတိယအကြိမ်တော့သတိပေးလိုက်ပြီဟဲ့လားနေပြီးဖတ်ပြီးလုံပြီးမှတိုက်ပါလို့ဟဲ့လားသူများတွေလီလေးနည်းနည်းပွက်တော့ဥပဒေတောင်လဲလီလေးနည်းနည်းပွက်ကြည့်ဦးမယ်။အော်ကြက်သမိုင်းကြီးကြက်သမိုင်းမှာကြက်တိုက်လာခဲ့တဲ့သမိုင်းတစ်ချောင်းမှာသူတို့ရဲ့ကြက်ဖဘယ်ကြက်ဖအကြီးရဲ့သားဘယ်ကြက်ဖအကြီးရဲ့သမီးအဲ့လိုလေးတွေမျိုးလေးတွေပြောပြီးတော့ရောင်းဝယ်လေးနဲ့လောက်သားရောင်းရဝယ်ရကန်ရမျိုးသက်တွေရဲ့ဒီလိုပြောပြီးကန်ရတော့ဥပဒေကြတော့ပြက်တိုက်လာတဲ့တက်တန်းဆောင်မှာတမိုင်းပြက်မရှိဘူးလားရှိတာကွာတမိုင်းပြက်ရှိတာဥပဒေကြီးမှာကဘာကျော်လို့နော်ကဘာကျော်ဝိုက်ကအကန်းကဘာကျော်ကြောက်လေမပြေတော့သူများရောင်းသားလဲဝိုက်ကဘာလို့တော့၄-၅ရက်နေတဝိုင်းတပတ်နေတဝိုင်းပတ်နာမရှိရင်တပ်ပိန်လေးနဲ့ထော်သွားလိုက်တဝိုင်းဒီလိုပဲတိုက်တာနဲ့တိတ်ကောင်းတဲ့ကြက်တွေကြာကြီးဖို့သူတို့တွေလည်းမျိုးဆက်တွေတဖြည်းဖြည်းနဲ့တုံးအဲ့မှာနောက်ကြတော့အကန်းကြက်ကန်းဆိုတာဥပဒေမှာကြက်ကန်းတစ်ကောင်ရှိဘူးရဲ့မင်းတို့သူများတခါရလဲဟိုတမိုင်းကြီးပြောပြလို့ဦးလေးကလည်းတမိုင်းကြီးတစ်ခုပြောပြအဲ့ကြက်ကန်းတစ်ကောင်ဟာပထမဒီလိုတားပေါက်အရွယ်မှာခုလက်လေးနှစ်ဖက်
ပုတ်လိုက်တယ်မိနစ်10လောက်တစ်ခါ30လောက်တစ်ခါပုတ်ပြီးတော့ဝိုင်းကြီးဝိုင်းငါးတောင်းကြီးသွားပြီးစဆန်းရတာမျက်လုံးကြီးတော့မှကန်းသွားပြီးတော့သူကဒါပဲနဲ့နိုင်သွားတယ်အဲ့ဒီကနေနဲ့နိုင်ရတာနှစ်ကို22ဝိုင်းချုံးဝဲမရှိနိုင်ခဲ့ဒီကန်းရဲ့ကြီးနဲ့မျက်လုံးတစ်လုံးကန်းနဲ့ဒီကောင်ကအတိတရားတာကောင်းတယ်ဒီမဒီကောင်းနေတဲ့ကြက်တဲ့ဟိုဒီတစ်လုံးအားနဲ့ကိုပူကောင်းတယ်သူကလာမခုတ်ဘူးလားစီပင်နာလေးမှာ6ပါးနေ6သွားနေဒီဘက်ကအစာကောက်ခေါ်လိုက်အတိုင်းပဲနေတယ်အဲ့ရသူကဟိုကမလာလို့သူ့တဲ့လိမ်မာလို့ချော့သွားတယ်ပေါ့အဲ့သူကသွားပြီးတော့ရှေ့လေးလန်တိုးပြီးတော့လှုပ်ပြီးနဲ့သွားလှုပ်ကြည့်လို့ဟိုကလှုပ်တယ်ဆိုဒီဘက်ပြန်လာပြီးစီပင်နာ6နေနေအဲ့ကြက်ကအေးကြက်ကျန်းနဲ့ကြက်မိုက်တဲ့ကြက်မလာနဲ့တော့ခဏလေးဖတ်ချုပ်ပေးအပေါ်မှာဒီပေါ်မှာပေါင်းပေးတာခဏလေးကျက်တော့တော့ခဏလေးဒီအကန်းဦးလေး22ဝိုင်းခိုင်းပြီး2နှစ်ခိုင်းတာ22ဝိုင်းခိုင်းလဲခိုင်းပြီးတော့23ဝိုင်းမြောက်မှာဘယ်ကိုရောက်သွားဘူးဆိုဟုတ်ဒီပြီးတော့ကြောက်ဝအောင်ရောက်သွားဟိုတာအရွယ်လောက်ရှိတဲ့ကြက်သမိုင်းပေါ့စလေးနဲ့သွားကြည့်သူကငုတ်ပါအဲ့နဲ့ကိုကအားကြီးတော့ချလိုက်ပြီသူချတယ်ခိုးလာအဲ့ဒီမတိုက်ခင်မှာကောင်လေးကပြောသေးတယ်အဲ့ကောင်းတဲ့ဘက်ကတဲ့လေးနဲ့အပြားတဲ့အဲ့ကောင်းတဲ့ဘက်ပဲပါမယ်တဲ့အဲ့နဲ့ငါတိုက်မိရမှားပြီလားအိုးမထူးလေငါကြီးတာပဲငါကြက်ကတော့တော့ကတ်လို့လည်းမရဘာမှလုပ်လို့မရပဲဆိုတော့ကိုကနေလိုက်တာအဲ့ရနေနဲ့လွတ်လေရင်ငါတိတ်လွတ်ဘယ်သူမှပြင်မထဲဘူးကျွန်တော်ဒီကြက်တိုက်လို့ကတော့အကန်းထဲဘယ်သူမှပြင်မထဲဘူးချုံပွဲအောင်မရှိရအဲ့ဟိုတဲ့အားသိတဲ့ကျက်နေဆိုတော့ငါပညာနဲ့တော့သူ့လောက်မှမရှိဘူးအဲ့အနေနဲ့တခါခိုး3လလောက်ရောက်တဲ့ခါကျတော့သူကငါလေးပြီးမျက်လုံးကိုလာရတယ်ကျွန်တော်ကြည့်တော့မျက်လုံးကိုလာရတယ်အဲ့နဲ့ကျွန်တော်ကြက်ကောက်တဲ့လူဟိုကြက်ကူပေးတဲ့လူကအကုန်လုံးလို့ကျွန်တော်ကြက်မျက်လုံးကိုတကယ်2ကြိမ်3ကြိမ်ရာလိုက်ကျွန်တော်တန်းကောက်မှတော့လို့လုံးမဆုံးသေးဘူးနောက်ထပ်ပြင်စမမြောက်9ရီမှာတော့လို့လာကျွန်တော်မျက်လုံးတော့ထောက်စီ20ပေါင်းနဲ့တော့မှ600နှစ်ခုပြည့်အဲ့600နှစ်ခုရတွေ့ကျွန်တော်ခိုင်ကြက်ကြီးဝင်ကောက်ဟာမလို့ဝင်သွားတော့ဒါဘယ်လိုလုပ်တာဟုတ်နဲ့ခင်ဗျားတို့ကျွန်တော်မတိုက်ခင်နဲ့ပြောပြီးသားကျွန်တော်ကောင်းတဲ့မျက်လုံးဟိုလာရလို့ဆိုရင်ကျွန်တော်ကောက်ပါလို့ပြောထားတယ်ပြောထားပြီးသားဆိုကျွန်တော်ကြက်ကြီးဝင်ကောက်ပြီးခြုံပေးလိုက်ဒါအရာမှတော့မယုံသေးဘူးဘယ်နဲ့လို့သူတည်သွားပါတယ်ကိုဗစ်အချိန်မှာကိုဗစ်ပြည့်တဲ့အချိန်မှာသူလည်းတည်သွားတယ်ကျွန်တော်လည်းကိုဗစ်အချိန်မှာတစ်လလောက်လဲသွားတယ်သူတို့သူဒီမျိုးဆက်အကုန်လုံးကုန်သွားတယ်အဲ့ဒီမှာအမလေးတမကျန်တယ်ဟောဒီမှာကားလေးတစ်ကောင်ဘယ်လိုလေးပဲလေဦးလေတိုင်းကောက်ဖွဲ့ကြည့်လို့တော့အဲ့ဒီမှာကားလေးတစ်ကောင်နဲ့အမလေးတစ်ကောင်ကျန်ကျွန်တော်ဒီကားလေးဆိုတီးယူပြရဟိုကတော့ခရမ်းအနီဘက်ကိုနည်းနည်းဆန်ဒီကောင်များတော့ခေါင်းမွေးဘက်ကိုနည်းနည်းဆန်ကျွန်တော်လေးဒီပြက်လေးတစ်ခုဖြစ်မှာကိုတော်စိုးရိမ်ကြီးနော်ဟိုသူ့မျိုးသက်လေးများကြံမလားလို့နော်ပြက်သမိုင်းကျွန်တော်မှကြက်သမိုင်းကြက်ဒီတော်တော်များများရှိပါတယ်ဒါသူများကြီးပြောသလောက်ဟိုကျွန်တော်မပြောလေကျွန်တော်3-4ကောင်လောက်ပဲပြောတာကျွန်တော်ဝိုင်ကာကြီးကြောင်းကဘာကျော်လို့ဝိုင်ကာလို့အကန်းလို့ဆိုတာလုံးချုံပွဲမရှိတဲ့အဖြစ်တွေနော်ဒါအကန်းမျိုးဆက်ရဲ့အမတမတာကြံပြီးတော့ဒါသားလေးတစ်ကောင်ပေါက်ထားတယ်ဒီသားလေးတစ်ကောင်9လလောက်တော့ရှိတယ်သူမတည်အောင်တော့ကျွန်တော်အတတ်နိုင်ဆုံးသူ့သားပြီးတော့မွေးမှာနော်ကျွန်တော်ရဲ့စက်သမိုင်းလေးကိုပြောပြ